မျိုးသားကျမရေးစေကန်းဆိုတာမျိုးကကျွန်တော်ပန်းနေပန်းချင်းပဲကုသပေးနေရမှာမဟုတ်ဘူးကျွန်တော်သပင်ကနေကျွန်တော်ခြေပြအစုံကျွန်တော်သပင်တွေအသားရည်တွေစွမ်းဆောင်ရည်အစုံကျွန်တော်ကုသမှုအလုံးတို့ကျွန်တော်တို့အကျုံးဝင်တယ်ဥပမာအဖြစ်ကျွန်တော်တို့ပန်းနေပန်းချင်းကျွန်တော်ကုသပြီးဆိုပါစို့ကျွန်တော်တို့သူတို့ယောဂအခန်းရှိနေရင်စီယိုယောဂအခန်းရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်ပန်းနေပန်းချင်းကုသနေမှာကျွန်တော်မအောင်မြင်နိုင်ဘူးသူတို့ယောဂကျွန်တော်အုံထိန်းဖို့လိုအပ်တယ်စီယိုကျွန်တော်အိမ်ကိုထိန်းနိုင်ဖို့လိုအပ်တယ်အဲ့တော့မှဒါကျွန်တော်တို့ဒါပန်းနေပန်းချင်းကုသမှုကျွန်တော်ထိအောင်မှာဖြစ်တယ်အဲ့တိုင်းပဲစီတူတို့စီယိုယောဂတော့မရှိဘူးသူရဲ့ behavior lifestyle တွေညတစ်ချက်လုံးဝတလွဲကြီးဖြစ်နေတယ်ဆိုလို့ရှိရင်ပန်းနေပန်းချင်းကကျွန်တော်တို့ထောက်ကင်းမှာမဟုတ်ဘူးဥမာအပြင်ဆိုလို့ရှိရင်ကျွန်တော်အချိန်တွေကကျွန်တော်လွဲနေတယ် stress ကျွန်တော်အရန်များနေလို့ဖြစ်တယ်ကျွန်တော်တခြားဆေးဝါးသုံးဆွဲနေလို့မျိုးဖြစ်နေမယ်ရက်ပြရမတရားအရန်ဆွဲနေလို့မျိုးဖြစ်နေဆိုလို့ရှိရင်ကျွန်တော်ပန်းနေပန်းချင်းကုသနေမှာကျွန်တော်တို့ဒါဒုက္ခရောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကို line ပေါ်မှာလာမေးတယ်ကျွန်တော်ဒီပန်းနေပန်းချင်းယောဂကျွန်တော်ကြော်ပြနေရတယ်ကျွန်တော်ဘာဆေးတောက်မလဲလာမေးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဆေးလေးတောက်လိုက်ပါလို့ပြောလိုက်တဲ့ပုံနဲ့ဒီယောဂပျောက်ကင်းသွားနိုင်ဖို့ဆိုတော့ကျွန်တော်မရကူလာဘူးသူ့ရဲ့ယောဂအခန်းလေးပြီးသူ့ရဲ့ lifestyle behavior changes တွေကျွန်တော်တို့ကလိုက်ပြီးတော့ကြည့်ပြီးမှကျွန်တော်ကုသပြရဖြစ်တဲ့အတွက်ကြောင့်ကုသမှုကအများကြီးကျွန်တော်နှဆိုင်ပါတယ်ခင်ဗျာအဲ့တော့အသေးသေးဆွေးနွေးတိုင်ပင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့စေကန်းကိုလာပြီးတော့ကျွန်တော်လည်းလာတိုင်ပင်ဆွေးနွေးတိုင်ပင်ပို့ကောင်းပါလိမ့်မယ်ခင်ဗျာဒါမှမဟုတ်ရှင်လည်းကျွန်တော်ဒီလာဖို့ခက်ခဲရဆိုလို့ရှိရင်ကျွန်တော် online consultation လုပ်ပေးလို့ရပါတယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ကဒေါက်တာထိုင်မှန်ဖြစ်ပါတယ်